အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့မော်ဘီအနောက်တရက်ကုန်းကြီးရွာဖြစ်ပါတယ်ဒီမှာကျွန်တော်ငားသွားများတာဖြစ်ပါတယ်ဒါတော့ကန်ရဲ့အနေအထားဖြစ်ပါတယ်ဒီမနက်ကမြူတွေအရန်ချနေလို့ဘာမှမမြင်ရတာဖြစ်ပါတယ်ဟိုဘက်ကတော့အမှကျွန်တော်တက်ခဲ့တဲ့မြူစစ်ချောင်းရှိပါတယ်မြူတွေနဲ့ကွယ်နေတယ်ကျွန်တော်ဒီမနက်လာများတာတနားရီလောက်ရှိပြီတစ်ချက်လေးမှမကြိုက်ဘူးငါဘယ်လိုတော့လောက်ရမှာမသိတော့ကန်ကျွန်တော်ပြလိုက်ကျွန်တော်တင်ငယ်ချင်းပြလိုက်နေငါးရရှင်းတယ်ဒီကန်ငရက်အရန်ထွက်တာအမတငယ်ချင်းတီးနေတဲ့အတန်ဖြစ်ပါတယ်မှုတ်နေကြလားဒူရီယာဆိုရင်ငါမရတော့ကျွန်တော်ထမင်းပြန်စားတော့ပါတော့မယ်စိတ်တက်လည်းကျသွားပါပြီအခုနောက်ကျွန်တော်လာခဲ့တဲ့လမ်းဖြစ်ပါတယ်အားလုံးကလေကွင်းနေပြီပဲဒီနောက်မှာဟိုးပင်မှာဟိုးမှာအပင်တစ်ပင်မိုက်တယ်ရမ်းလာတယ်ကျွန်တော်ပြန်လျှောက်ပါတော့မယ်အဲ့ဒါစိတ်ယုံတယ်ဘာစိတ်ယုံလဲတော့ကျွန်တော်လည်းသိချင်မသိဘူးဟိုမှာဒီဘက်မှာတော့ရှောက်ရှိတယ်ဒီနေရာတွေကမိုးရင်းဆိုစပါးဆိုင်ကြတယ်ဒီနေရာတွေကဒီမှာစိတ်ရဘောမကောင်းတော့ဆုံးဆွဲတော့ဆင်မပြေဘူးခုဆိုရင်ကျွန်တော်တဲတဲ့အတော်အိမ်ကိုပြန်လာဖြစ်ပါတယ်နောက်မှတစ်ခေါက်ပြန်လာပြီးများကြည့်မယ်